ဒီနှစ်1388ခုနှစ်မှာတနင်္လာသားသမီးများဟာကောစားမဟာဘုတ်အရာပြက်နေရသို့ရောက်ရှိနေတာကြောင့်ကံအင်အားအနှဲငယ်နှိမ့်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ကံတရားပေါ်မှာသာအားကိုးပြီးအောင်မြင်မှုရရှိမယ်ဆိုတာနင်းနိုင်ပြီးကိုယ်တိုင်စူးစမ်းအားထုတ်မှုစနစ်တကျစီမံခန့်ခွဲမှုနဲ့သာအောင်မြင်မှုကိုရရှိနိုင်ပါလိမ့်မယ်။စိတ်ခံစားချက်အတက်အကျများပြီးဆုံးဖြတ်ချက်များပြောင်းလဲလွယ်တဲ့ကာလဖြစ်တာကြောင့်အရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုစိတ်လိုက်မှန်ပါမလုပ်ဘဲတေချာစဉ်းစားလှုပ်ဆောင်သင့်ပါတယ်။ဒီနှစ်ဟာပြောင်းလဲလိုသူများအတွက်အထူးတင်တော်တဲ့နှစ်ဖြစ်ပြီးမိမိဘဝမှာအသစ်တစ်ဖန်ပြန်လည်တည်ဆောက်လိုသူများအတွက်အခွင့်အရေးကောင်းများရှိနေပါတယ်။မထင်မှတ်ထားတဲ့ကံကောင်းမှုအသေးစားများလူမထင်ထားတဲ့သူများထံမှအကူအညီများရရှိနိုင်ပါတယ်။နိုင်ငံခြားဆက်သွယ်မှုများလူမျိုးခြားဆက်ဆံရေးများကလည်းအကျိုးဖြစ်စေနိုင်ပါတယ်။စိတ်ရှည်ပြီးဇွဲရှိသူများအတွက်ဒီနှစ်ဟာအထူးအောင်မြင်နိုင်တဲ့နှစ်ဖြစ်ပြီးအတိတ်ကမပြည့်ပြတ်သေးတဲ့ကိစ္စများကိုအဆုံးသတ်နိုင်တဲ့အခွင့်အရေးရရှိပါလိမ့်မယ်။အကျဉ်းချင်းစူးစမ်းနိုင်ပါကနောက်ဆုံးမှာအောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။ဒီနှစ်မှာတနင်္လာသားသမီးများရဲ့လူမှုရေးကံအနေဖြင့်ဆက်သွယ်ရေးပိုင်းမှာကောင်းမွန်လာတတ်ပါတယ်။အဝေးမှာမိတ်ဆွေများမခေါ်မပြောဖြစ်နေသောသူများမှပြန်လည်ဆက်သွယ်လာခြင်းများကြုံရတတ်ပါတယ်။မိမိအခက်ခဲရှိချိန်တွင်မထင်မှတ်ပဲအကူအညီများရရှိနိုင်ပါတယ်။ရပ်ဝေးမှာဧည့်သည်များလာရောက်လည်ပတ်ခြင်းအလူပွဲများမင်္ဂလာပွဲများတက်ရောက်ရခြင်းများလည်းဖြစ်ပေါ်နိုင်ပါတယ်။ဒါပေမဲ့ဒီနှစ်မှာကြားဝင်ကူညီခြင်းအာမခံပေးခြင်းများကိုအထူးသတိထားရပါမယ်။ကိုမဆိုင်တဲ့ကိစ္စများတဲ့ဝင်ရောက်မိပါကအပြစ်တင်ခံရနိုင်ပါတယ်။စကားပြောဆိုရာတွင်လည်းသတိထားဖို့လိုပြီးစကားကြွခြင်းကြွားဝါခြင်းများကိုရှောင်ရှားသင့်ပါတယ်။အတိတ်ကပြဿနာဟောင်းများပြန်ပေါ်လာနိုင်ပေမဲ့ဒီနှစ်ဟာအဲ့ဒီပြဿနာတွေကိုအပြီးသတ်ဖြေရှင်းနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။စိတ်မပြတ်ပြီးအချိန်ယူဖြေရှင်းသွားမယ်ဆိုရင်လူမှုရေးပိုင်းမှာတိုးတက်မှုရရှိနိုင်ပါတယ်။စီးပွားရေးပိုင်းမှာတနင်္လာသားသမီးများဟာစိတ်ကူးစိတ်တန်းကောင်းပြီးအကြံဉာဏ်ထက်မြက်သူများဖြစ်ကြပါတယ်။ဒါပေမဲ့စိတ်ကူးထဲမှာပဲနေပြီးလက်တွေ့အကောင့်ထဲပေါ်မှုနည်းတက်တာကိုသတိထားရပါမယ်။လက်တွေ့လှုပ်ဆောင်မှုကိုဦးစားပေးပြီးစိတ်ရှည်စွာစူးစမ်းလုပ်ကင်ပါကအောင်မြင်နိုင်ပါတယ်။အကျိုးပေးနိုင်သောလုပ်ငန်းများမှာအကြံပေးလုပ်ငန်းများအလှကုန်အဝတ်အထည်ဒီဇိုင်းဖန်တီးမှုဆိုင်ရာနည်းပညာများနဲ့နိုင်ငံခြားဆက်ဆက်လုပ်ငန်းများဖြစ်ပါတယ်။လုပ်ငန်းရွေးချယ်ရာတွင်စိတ်နှခွဖြစ်ဆက်ပြီးမရေမရာဖြစ်နိုင်တာကြောင့်အာယုံတစ်ခုတည်းကိုပါစူးစိုက်ဖို့လိုပါတယ်။ငွေကြေးပိုင်းမှာငွေဝင်သလောက်ပြန်ထွက်လွယ်တဲ့နှစ်ဖြစ်တာကြောင့်ငွေကိုမထားဘဲရင်းနှီးမြှုပ်နှံခြင်းသို့မဟုတ်ပစ္စည်းအဖြစ်သိမ်းဆည်းသင့်ပါတယ်။ငွေချေးငှားခြင်းအာမခံပေးခြင်းများကိုသတိထားရပါမယ်။မထင်မှတ်ပဲငွေဝင်လာခြင်းများလည်းရှိနိုင်ပါတယ်။မိသားစုရေးမှာစိတ်ခံစားမှုအတက်အကျများကြောင့်အနှဲငယ်မပြေလည်မှုများဖြစ်တတ်ပါတယ်။မိမိဘက်ကတီးခံပြီးညှိနှိုင်းဖြေရှင်းပေးရမည့်အခြေအနေများကြုံရနိုင်ပါတယ်။မိသားစုအပေါ်အကျိုးပြုနိုင်သောနှစ်ဖြစ်ပြီးမိမိစံတာများလည်းတချို့အောင်မြင်နိုင်ပါတယ်။ကျန်းမာရေးအနေနဲ့ကြီးမားသောပြဿနာမရှိတော့လေစိတ်ဖိစီးမှုကြောင့်ကိုယ်ခန္ဓာထိခိုက်နိုင်ပါတယ်။အစာမကြည်ခြင်းအစာအိမ်နာခြင်းအိမ်မပျော်ခြင်းများဖြစ်နိုင်သောကြောင့်အစာအသောက်ကိုအချိန်မှန်စားပြီးစိတ်အေးချမ်းအောင်နေထိုင်သင့်ပါတယ်။ရေများတောက်ခြင်းနဲ့အပူအဆက်အစားများရောစားခြင်းကကောင်းမွန်စေပါလိမ့်မယ်။အချစ်ရေးမှာအခွင့်အလမ်းကောင်းများရှိပြီးအချစ်ဟောင်းများပြန်လည်ဆက်သွယ်လာနိုင်ပါတယ်။စိတ်နှခွဖြစ်စရာများကြုံရနိုင်ပြီးတိတ်ချစွာရွေးချယ်ရန်လိုအပ်ပါတယ်။တနင်္လာသားသမီးများဟာတန်ရောစဉ်အလွန်တွေ့တတ်တာကြောင့်စိတ်ထိခိုက်လွယ်ပါတယ်။အိမ်နောင်ရေးပိုင်းမှာအများအားဖြင့်ကောင်းမွန်နိုင်ပြီးအိမ်နောင်ဘက်ကအထောက်အကူပြုနိုင်ပါတယ်။ဒါပေမဲ့စိတ်လိုက်မှန်ပါပြောဆိုခြင်းများကြောင့်ပြဿနာများဖြစ်နိုင်ပါတယ်။တီးခံမှုနဲ့နားထောင်နိုင်မှုကအရေးကြီးပါတယ်။မိသားစုအတွင်းအငယ်တန်းများကြောင့်ပြဿနာများဖြစ်နိုင်သောကြောင့်သတိထားပါ။ပညာရေးမှာဒီနှစ်ဟာစ조사မှုရှိပါကအောင်မြင်နိုင်တဲ့နှစ်ဖြစ်ပါတယ်။အရင်ကမအောင်မြင်ခဲ့သောစာမေးပွဲများအလုပ်အကင်များကိုပြန်လည်စ조사ခြင်းဖြင့်အောင်မြင်နိုင်ပါတယ်။စိတ်မတည်ငြိမ်မှုများကိုထိန်းချုပ်နိုင်မှာကထူးချွန်နိုင်ပါတယ်။အထူးအကြံပြုချက်အနေနဲ့အစိမ်းအနက်အယောင်များကိုအသုံးပြုသင့်ပြီးလိမ္မော်ရောင်ကိုရှောင်ရှားပါ။လာပြည့်နေ့များတွင်တန်ရှင်းရေးတီလာထိန်အလူဒါနများပြုလုပ်ပါကကံကောင်းမှုတိုးတက်စေပါလိမ့်မယ်။ဒီနေ့ဟာစိတ်ရှည်မှု
ဇွဲရှိမှုရှိပါကအောင်မြင်မှုကြီးများရရှိနိုင်တဲ့နှစ်ဖြစ်ပါတယ်